ကိုရီးယားတိုင်းလူပေါက်စားလေးဆိုတော့အစာလေးကိုမြင်များစားပြီးမှရမယ်အဲ့ဒါမှမြင်မြန်လေးကြီးထွားမယ်ရှင်ထင်းရတဲ့ကောင်ကလည်းလောင်တကြီးအနေနဲ့တော်တော်ကြီးလောင်တီးတဲ့ကောင်ပေါ့နော်ဒီကောင်အနေနဲ့ damage ပညာပေးတယ်ဆိုပေမဲ့လည်းပဲနားပါတယ်လို့နော်ဟုတ်ကဲ့လောင်တကြီးရဲ့ damage ကိုခံနိုင်ဖို့ဆိုရင် defense လေးတွေလိုတယ်ကွာဒိုင်နိုဆောတော့မခံနိုင်ဘူးဆိုတော့လောင်တကြီးအနေနဲ့ဘယ်လောက်တောင်လောင်တီးလိုက်မလဲဆိုတာ brother တို့ပဲစဉ်းစားကြည့်လိုက်တော့ကိုတိုင်နူရဲ့စတက်ကလည်း6ခုရှိပြီ10ခုပြည့်တာနဲ့ဒီကောင်နင်းလို့ရပြီဒီကောင်ကလည်းမြန်မာလူဝင်လာတယ်ဆိုတော့ကိုတိုင်နူအနေနဲ့နင်းပေးမှရမယ်ကွာအဲလေလောင်တကြီးကကိုတိုင်နူစားနေတဲ့စားစားကိုလာလူစားရဲတယ်ဆိုတော့ဒီကောင်တက်တိရမနေဘူးအဲ့တော့ကိုတိုင်နူအနေနဲ့ဒီကောင်ကိုရှယ်ကြီးကိုမုန်းမယ်ပြီးတော့ရှယ်ကြီးကိုမှနင်းမယ်ပေါ့အဲလေဒီကောင်အနေနဲ့ပြေးရှင်နေဆိုပေမဲ့လည်းပဲကိုတိုင်နူအနေနဲ့ညိုကြီးတာဖြစ်တဲ့အတွက်ပြေးလို့တော့မရလိုက်ဘူးပေါ့နော်လောင်တကြီးမရှိဘူးဆိုတော့ကိုတိုင်နူအနေနဲ့လိမ့်လေးကိုဖျက်ပြီးတော့ရှင်းမယ်ပေါ့နော်တာဝါလေးကိုတော့မချိုးသေးဘူးခရီးတွေပါမလာသေးဘူးဆိုတော့ကိုတိုင်နူအနေနဲ့အစားအစာကိုမစားတော့နင်းမဲနင်းတော့မယ်ပြီးတော့အိမ်လေးကိုပြန်မယ်အိမ်မပြန်တော့လောင်တကြီးအနေနဲ့ကိုတိုင်နူကြီးကိုလာကစ်သွားမှာပေါ့နော်ကိုတိုင်နူကဘလောက်ပဲမှလောင်တကြီးရဲ့ခြေပွားအောင်မှာကြာရှုံးသွားမှာဖြစ်တဲ့အတွက်လုံးဝအမားမခံပါဘူးကိုတိုင်နူအနေနဲ့တောထဲကိုပတ်သွားမယ်ကိုတိုင်နိုကအကောင်ပြန်ပြီးတော့တီးသွားတာဖြစ်တဲ့အတွက်ကိုတိုင်နိုအနေနဲ့အစားအစာလေးကိုပြန်ပြီးတော့လိုပြီးပေါ့နော်အဲ့တော့ကိုတိုင်နိုအနေနဲ့မစ်လင်းကခရီလေးကိုတွားပြီးတော့စားပြီးမှရတော့မယ်အကုန်လုံးဖယ်တာကိုတိုင်နိုကိုစားစားနေရင်လာပြီးတော့မရှုံးနဲ့ကိုတိုင်နိုအနေနဲ့အကောင်ပြန်ပြီးတော့ကြီးနေတာဖြစ်တဲ့အတွက်အကောင်မကြီးရင်ဘာဖြစ်လဲဆိုတော့လောင်တချီကိုမနိုင်ဘူးကွာအဲ့တော့ကိုတိုင်နိုအနေနဲ့လောင်တချီကိုနိုင်ဖို့လိုတယ်အကောင်လည်းပြန်ပြီးတော့နည်းနည်းကြီးလာပြီဆိုတော့အဲလေလောင်တချီအနေနဲ့လာပြီးတော့နောက်လို့တော့မရတော့ဘူးပေါ့နော်ဒီကောင်မီးနဲ့မုံမယ်ငုံမယ်ပေါ့အဲလေကိုတိုင်နိုနေနဲ့ပရက်တွေကြားကုန်ပြီဆိုတော့မရတော့ကိုတိုင်နိုနေနဲ့ဘိုက်တွေတော်တော်စားနေပြီအဲ့တော့ဘယ်ကောင်ငုံရမလဲဒီကောင်နေနဲ့လက်ကိုလုံးနေတဲ့အားရောင်ငုံလို့မရဘူးဟာရေခဲမှာတာတဲ့ယူမယ်ဟာမရလိုက်ဘူးကွာဘာလို့ပြန်ဝင်လာတာတော့ကိုတိုင်နိုရဲ့ခြေပွားအောင်မှာကြာရှုံးသွားမှာပေါ့တောင်တချီကစ်တယ်ဒီမှာနွားနွားအနေနဲ့ဟလာဒိုင်နိုကြီးကိုလှုပ်ချင်တာလားငကောင်တကောင်ပြီးပါတယ်နော်ကိုတိုင်နိုအနေနဲ့အကောင်ကြီးတာဖြစ်တဲ့အတွက်ဟလား brother တို့အနေနဲ့ကိုတိုင်နိုရဲ့ဗီဒီယိုလေးကိုကြိုက်နေတက်တယ်ဆိုရင် like and subscribe လေးနဲ့လုပ်ပေးကြအောင်ဗျာ